ကမ္ဘာပေါ်မှာလူတွေစောက်ခဲ့တဲ့အံ့ဩဖွယ်အဆောက်အဦတွေအများကြီးရှိပါတယ်။ဒါပေမဲ့အီသီယိုးပီးယားနိုင်ငံရဲ့တောင်ကုန်းထူထပ်တဲ့နေရာတစ်ခုမှာတော့ဘလို့မှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ထူးဆန်းတဲ့နေရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မဝဲဘလာလာလီဘဲလာလို့ခေါ်တဲ့မြေအောက်ကျောက်တောင်ဖျားကျောင်းတွေပါပဲ။ဒီနေရာကဘာလို့ဒီလောက်တောင်ထူးဆန်းနေရတာလဲ။ပုံမှန်အဆောက်အဦတွေကမြေပြင်ပေါ်မှာအုတ်နဲ့ကျောက်တွေကိုတဆင့်ချင်းဆင့်ပြီးအပေါ်ကိုစောက်ကြတာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ကနည်းပညာတွေမရှိသေးတဲ့ခေတ်မှာဒီလောက်ကြီးမားတဲ့ကြောက်တောင်ကြီးကိုဘလို့တိတိကျကျတူးခဲ့တယ်လဲဆိုတာအခုထိပဟေလိဖြစ်နေတော့မှာပဲဒီဖျားเจ้าတွေထဲမှာရေမြောင်းတွေဥမင်လိုင်ကောင်းတွေနဲ့လျှို့ဝှက်လန်းတွေအများကြီးရှိနေပါတယ်ဒေသခံတွေရဲ့ပြောကြားချက်အရတော့ဒီအံ့ဖွယ်နေရာကိုလူတွေကနေဘက်မှာတူးကြပြီးညဘက်မှာတော့နတ်သမီးတွေကဆင်းလာပြီးကူညီပေးခဲ့ကြတယ်လို့အခုထိယုံကြည်နေကြပါတယ်ဒါဟာလူသားတွေရဲ့မယုံနိုင်စရာတီထွင်ဖန်တီးမှုလားဒါမှမဟုတ်တခြားစွမ်းအားတစ်ခုခုရဲ့အကူအညီလားဆိုတာအခုထိတော့ကမ္ဘာအံ့ဖွယ်ပဟေရီတစ်ခုအဖြစ်ရှိနေစေဖြစ်ပါတယ်တင်ကောဒီလိုနေရာမျိုးကိုလူသားတွေတသက်ပဲစောင့်နိုင်တယ်လို့ယုံကြည်ပါသလား